မလေးရှားဘာကြောင့်တိုးတက်ခဲ့လဲမလေးရှားတိုးတက်တာကငါတို့နဲ့ဘာဆိုင်လဲဟုတ်ပါတယ်တိုးတက်တာကျွန်တော်တို့နဲ့မဆိုင်ဘူးဒါပေမဲ့ဘာကြောင့်လဲဝိုင်းကတော့ကျွန်တော်တို့နဲ့ဆိုင်တယ်ကျွန်တော်တို့နေ့စဉ်ထိတွေ့နေတဲ့လူမှုရေးစီးပွားရေးကိုပဲအရင်ကြည့်ဝိုင်းဘာကြောင့်လဲကိုသိရင်အားလုံးကအဆင်ပြေပြီဗျသူစိတ်ဆိုးနေတယ်ဘာကြောင့်လဲကိုအရင်ရှာတွေ့ရင်အပြဿနာကိုဖြေရှင်းနည်းကသိသွားပြီငါလို့ငါစီးပွားရေးမအောင်ဘူးထိုင်ကြီးနေလို့မရဘူးဗျဝိုင်းဘာကြောင့်လဲကိုအရင်ဘာကြောင့်လဲကိုသိရင်လုပ်ငန်းအောင်မြင်အောင်စီးပွားရေးအောင်မြင်အောင်လုပ်နည်းကသိသွားပြီဗျမခတ်တော့ဘူးလုပ်ကြည့်ပါမလေးရှားကိုတိုးတက်စေတဲ့နံပါတ်1ကတော့ပြည်တွင်းစစ်မရှိတာပြည်တွင်းစစ်မရှိတော့လုပ်ငန်းရှင်တွေယင်းနှိမ့်မြုပ်နှံဖို့လုပ်ရဲတယ်အဖြေကရှင်းရှင်းလေးပဲတကယ်တိုးတက်စေမဲ့စက်မှုယင်းနှိမ့်မြုပ်နှံမှုတွေကုန်သွယ်ရေးတွေဒါတွေယင်းနှိမ့်မြုပ်နှံမှုလာမှတိုးတက်မှာလောင်းကစားနဲ့ကာစီနိုလောက်လာလို့ယုံနဲ့နိုင်ငံနဲ့ချီပြီးမတိုးတက်နိုင်ဘူးမသေးကြမရတဲ့နေရာဟိုလူကြောက်ရဒီလူကြောက်ရနဲ့အပိုင်စားတွေများနေတဲ့နေရာတကယ်စီးပွားရေးသမားတွေမရင်းနှီးမှုမမြုပ်နှံဘူးမလေးရှားကလူမျိုးမများလို့တဲနေတာအေဂျင့်နေတာပါ no မဟုတ်ဘူးအေဂျင့်အောင်တင်ငင်အောင်နေကြတာသူလဲတရုတ်မလေးအိန္ဒိယလူမျိုးသုံးမျိုးရှိတာပဲပြည်နယ်တိုင်းမှာလည်းဘယင်ရှိတယ်အလဲကျန်နဲ့တက်နေတာဘယင်တော်တယောက်တည်းမဟုတ်ဘူးနော်သူတို့ချင်းချင်းတဲတာမတဲတာအကြောင်းမဟုတ်ဘူးရှင်တွဲနေအောင်နေကြတာတိုင်းပြည်ပြောင်းမလုပ်ဘူးအဖျက်သမားတွေမလုပ်ဘူးသူတို့အလံကိုတော့တယောက်နဲ့မထားဘူးအယောင်တစ်ခုကိုလူမျိုးစုတစ်ခုကိုစားပြုတာတယောက်နဲ့ဆိုမလာဘူးမပေါ်လွင်ဘူးတဲ့ငါလူမျိုးမငါရောင်မလို့မတတ်မှတ်လို့ပြည်တွင်းစစ်မရှိတာတိုးတက်တာနံပါတ်2ရေမီလမ်းပန်းဆက်သွယ်ရေးဟိုလမ်းစဉ်ကြီးတွေဒီလမ်းစဉ်ကြီးတွေစကားတွေကြီးပြောမနေဘူးရေရမယ်မီးရမယ်လမ်းပန်းဆက်သွယ်ရေးကောင်းနေရင်ဘယ်နေရာပဲဖြစ်ဖြစ်လုပ်ငန်းရှင်တွေကအလုပ်လုပ်လို့ရတယ်ဗျလုပ်တတ်တယ်မလေးရှားရဲ့30ရာခိုင်နှုန်းက30ရာခိုင်နှုန်းလောက်ကလမ်းတွေဗျရေလာနေရာတိုင်းရတယ်ရအောင်လုပ်ပေးတယ်မီးလာ24နာရီရတယ်ကြိုက်တဲ့စက်ရုံလာဖွင့်တိုးတက်ချင်ပြီးရေမရမီးမရလမ်းမဆက်သွယ်ရေးမကောင်းရင်ဖေထောင်းနေအောင်ထိုင်အောနေဘယ်စီးပွားရေးသမားမှလာမလုပ်ဘူးနံပါတ်3လှုပ်တက်တဲ့သူကိုနေရာပေးတာဘယ်သူဖြင်းမြောင်လှုပ်တက်လဲလှုပ်တက်တဲ့သူနေရာရတယ်မလေးတရုတ်အိန္ဒိယကြည့်မနေဘူးတရုတ်တရေတွေလုပ်ငန်းရှင်တွေအများကြီးတရုတ်မလို့စက်ရုံဖွင့်မရဘူးစီးပွားရေးလုံးမရဘူးမရှိဘူးဗျသူနိုင်ငံသားဆိုလှုပ်လူမျိုးရေးနဲ့နိုင်ငံတိုးတက်ရေးကိုရောထွေးမထားဘူးဘယ်သူလှုပ်အခွန်ရတယ်ရတဲ့ခွန်နဲ့နိုင်ငံတိုးတက်ရေးလှုပ်တယ်ဘယ်သူတွေစက်ရုံဖွင့်လုပ်ငန်းလုပ်သူနိုင်ငံသားတွေအလုပ်ခန့်ရတယ်အလုပ်ပေးရတယ်မပေးလို့မရဘူးဗျဒါကြောင့်မလေးနိုင်ငံသားဆိုရင်အလုံးမရှိမှအလုံးလက်မဲ့ဖြစ်မှပူစရာမလိုဟန်ချက်ညီအောင်ထိန်းထားနိုင်တယ်ဒါကြောင့်တိုးတက်တာပါနံပါတ်4ကျွမ်းကျင်လုပ်သားရှိတာမလေးရှားလာအလုပ်လုပ်ဖို့ဘာမှမလုပ်ဘူးနော်ဘာဖြစ်လို့လဲသိတာသူတို့စီမှာကျွမ်းကျင်လုပ်သားတွေရှိပြီးသားမို့ဘာပေါ်လဲမှမလုပ်ဘူးအလုံးနဲ့အဝန်ခွင်ကြဖြစ်ရင်နေရာရမယ်လစာတိုးမယ်မရရင်ပုံမှန်လစာပဲရမယ်ဒါပဲဗကန်ဆေးဝေတာလုပ်ဖို့မြန်မာပြည်လိုဘွဲလက်မှတ်တွေပြစရာမလိုဘူးစကားနားမလဲတဲ့လူတော်လှုပ်တက်အောင်တစင်ချင်းခိုင်းတတ်တယ်ကျွန်တော်ပြောချင်တာကနိုင်ငံတစ်ခုတိုးတက်ဖို့နိုင်ငံသားတွေလည်းအရေးချင်းလိုတယ်ဒါမှလည်းယင်းနှိမ့်မြုပ်နှံမဲ့သူတွေလာပြီးအလုပ်လုပ်မှာကိုယ်တွေဘက်ကဘာမှမပြင်ဆင်မဲနဲ့အခွင့်အရေးတွေတိုးတက်ချင်နေလို့မရဘူးဗျနံပါတ်5ပညာရေးမလေးရှားကပညာရေးကိုအလေးပေးပါတယ်မူလတန်းကနေအထက်တန်းထိမလေးတွေကအခမဲ့ပညာသင်ခွင့်ရပါတယ်ကျွန်တော်တို့နိုင်ငံနဲ့တူမလို့နဲ့မတူဘူးနော်လူတိုင်းကိုပညာတတ်ဖြစ်အောင်မြောက်ပေးတာပညာတတ်နောက်လိုက်လုံးမနေဘူးပညာတတ်မပေါ်လို့လဲနည်းနည်းလောက်ပြောတတ်ဆိုတတ်တဲ့သူဆိုဆရာတင်နေရာပေးနောက်တော့အဲ့လူပြောသမျှပဲယုံကိုယ်တိုင်မှမစင်စားတတ်တာမလေးရှားကအဲ့လိုမဟုတ်ဘူးဗျလူတိုင်းကိုအသိပညာအတတ်ပညာတစ်ခုခုဖြစ်အောင်လုပ်ဖြစ်အောင်မြောက်ပေးတာပညာရေးကိုအလေးပေးတာဘယ်မှာပညာရေးကိုအလေးပေးတာလဲဘယ်မှာပေါ်လွင်လဲဆိုနိုင်ငံခြားတက်သူတွေရှိတယ်နော်လာဖွင့်ချင်အောင်အခွင့်အရေးတွေအခွင့်အလမ်းတွေကိုပေးထားတာနိုင်ငံတိုးတက်ဖို့ကပညာတတ်ပေါ်ဖို့လိုတယ်ပညာတတ်နောက်လိုက်လုပ်ဖို့ပဲတွေးမနေပါနဲ့နံပါတ်6ရှင်တွဲနေနိုင်ရေးဒီအချက်ကလည်းအထက်မှာထည့်ပြောထားပြီးသားပါရှင်တွဲနေနိုင်ရေးကလည်းသိရေးကြည့်တယ်ပြောရတာတော့လွယ်တယ်ဒီလိုဖြစ်ဖို့သဘောထားကြည့်ရမယ်လူမျိုးဆွဲပုဂ္ဂိုလ်ဆွဲတွေကိုတက်နိုင်သမျှရှော့ဖို့လိုတယ်မလေးရှားကလူမျိုးရေးနဲ့ဘာသာရေးနဲ့စီးပွားရေးကိုတသက်စီထားတာမရောဘူးမရှက်နွယ်ဘူးစဉ်းစားကြည့်မလေးကလူမျိုးသုံးမျိုးတည်းပါတဲ့နေမှာပေါ့လုံးဝမနီးစက်တဲ့လူမျိုးနော်တရုတ်နွယ်ပါအိန္ဒိယနွယ်ပါမလေးနေကတိုင်းရင်းသားနော်အဲ့လိုအခြေအနေကိုတက်အောင်နေတာမလေးစားပဲမနေနိုင်ဘူးဘာသာရေးလားတယောက်နဲ့တယောက်မတူကြဘူးတယောက်မှမတူကြဘူးစားတော့ရေးလားတယောက်ချက်တာတယောက်မစားကြဘူးမကြိုက်တာမဟုတ်နော်စားလို့ကိုမရတာ
ကျွန်တော်တို့မြန်မာလူမျိုးတွေအကုန်လုံးတိုးတဲ့ချက်တရေတဲ့တောက်လို့ရတာဒါတဲ့ရင်းနှီးစရာအကြောင်းမရှိတော့ဘူးဘာကြောင့်မတဲ့တာလဲတဲဖို့နေဖို့ဘယ်သူမှမစင်စားကြလို့ပဲရှင်းရှင်းလေးပဲလက်စင်ကန်အတက်ဆက်လူမျိုးဆက်အလွဲတွေသာသားစီမြင့်ဆက်တည်လာကြတာအဲ့ဒါလို့ဆိုဘယ်တော့မှမအေးချမ်းဘူးတခုလို့ကျင်တော့တခုပေးဆက်ရမှာပဲရှော့ပေးရမှာပဲအကုန်လုံးပြေးစိုးအောင်တော့ရှိမနေကြပါဘူးဘယ်မှလည်းမရှိနေဘူးတစ်ဖက်နည်းနည်းစီရှော့ပေးရင်အားလုံးကအဆင်ပြေမှာပါအဓိကတော့လူမျိုးရေးကိုလူမျိုးရေးလို့လုပ်ဘာသာရေးကိုဘာသာရေးလို့ပဲလုပ်စီးပွားရေးကိုစီးပွားရေးလို့ပဲလုပ်ရင်အားလုံးကအဆင်ပြေမှာပါကိုမလေးရှားကသက်သေပြထားပြီးသားပါထပ်ပြီးစောရကတက်နေလို့မရတော့ပါဘူးနံပါတ်9ကဘာလဲခီးသွားတွေကိုဆွဲဆောင်နိုင်ခြင်းကဘာလဲခီးသွားတွေမြန်မာလာတဲ့နိုင်ငံကတိုးတက်တဲ့နိုင်ငံတွေဖြစ်နေတယ်။ဟိုရင်ဘာကြောင့်လဲကဘာလဲခီးသွားတွေကအခမဲ့ကြော်ညာပေးနေတဲ့ပုံကိုယ်တွေပါသူတို့ရဲ့မှတ်တမ်းဓာတ်ပုံတွေကအများကြီးအထောက်အကူပြုပါတယ်။အေဂျင့်နဲ့နိုင်ငံတွေပဲခီးသွားဧည့်သည်တွေကများလာတတ်တယ်။အေဂျင့်ပြီးပျော်စရာကောင်းတဲ့နေရာတွေကြောင့်လုပ်ငန်းရှင်တွေကသတိပြုမိလာကြတယ်။အလားလားရှိတဲ့နေရာလို့သတ်မှတ်ကြတယ်။ခီးသွားတွေဧည့်သည်တွေကြောင့်နေစုံနေပြားကလူတွေပါအလောက်ကန်အခွင့်အလမ်းတွေပေါ်လာကြတယ်။သူတို့ကျွန်တော်တို့နိုင်ငံသားတကယ်အေဂျင့်ရင်ကဘာလဲခီးသွားတွေကိုဆွဲဆောင်နိုင်တဲ့နံပါတ်1ထဲရောက်မှာနံပါတ်1ထဲဝင်မှာမဟုတ်ဘူးနော်ရောက်ကိုရောက်မှာဘာဖြစ်လို့လဲသိလားသိချစ်စရာကောင်းတဲ့လူမျိုးစုံဒလိပေါင်းစုံရှိနေလို့ရောက်တဲ့ဧည့်သည်လဲစရာနေရာမကုန်အောင်ဖြစ်သွားမယ်ကဘာအမွေနှစ်တွေရှိတယ်တောတောင်တွေရှိတယ်ကမ်းခြေတွေရှိတယ်ဆက်နေရသည့်ပွဲတော်တွေရှိတယ်မယိုးနိုင်အောင်ဖြစ်သွားမယ်ကဘာလဲခီးသွားတွေကိုဆွဲဆောင်နိုင်တဲ့ဘယ်နိုင်ငံဆိုဘယ်နိုင်ငံမဆိုမစင်ရဲဘူးဗျအဲ့ထဲမှာမလေးရှားလည်းပါဝင်နေတယ်နံပါတ်8နိပညာနဲ့စက်မှုကဏ္ဍကိုဦးစားပေးခြင်းမလေးရှားကချက်ချင်းစက်မှုနိုင်ငံဖြစ်ခဲ့တာတော့မဟုတ်ဘူးဗျအခြေအနေမှန်ကိုသိလို့တဖြည်းဖြည်းပြောင်းလဲလာခဲ့တာပါအရင်ကတငါကိုပဲဦးစားပေးခဲ့တာပါသိကျယ်ဝန်းတဲ့ပင်လယ်ပြင်ကြီးရှိတယ်အားကိုလဲအားကိုကျင့်စရာပါဒီတစ်ခုတည်းနဲ့တိုင်းပြည်မတိုးတက်ဘူးဆိုတာသိတယ်တောတွေရှင်းပြီးစီယုံပင်တွေစိုက်တယ်စိုက်ပျိုးရေးပဲလှဲ့တယ်ဒါလည်းသိအဆင်ပြေတာပဲမလေးရှားရာသီဥတုနဲ့စီယုံပင်နဲ့ကွက်တိကြတာနေရာတိုင်းမှာစီယုံတော်တွေရှိတယ်စိုက်လို့တော်တော်ဖြစ်တာဝင်လဲကောင်းတယ်ဒါပြင်ဘာကြောင့်စက်မှုဘက်ကိုပြောင်းလဲလဲစီယုံလည်းဖြစ်နေတာပဲကိုကားတစ်စီးဝယ်နိုင်ဖို့စောင်းစီဘယ်လောက်ရောင်းရမယ်လဲထင်လဲအများကြီးရောင်းရမှာနော်စောင်းစီရောင်းဖို့နေ့တွေအကြာကြီးစောင့်ရတာကားတစ်စီးလုတ်တက်ရင်ဘယ်လောက်ကြာမလဲအများဆုံးတစ်လပေါ့ဗျာကားတွေမဟုတ်ဘူးအခြားစက်ပစ္စည်းထုတ်ကုန်တွေလည်းဈေးကောင်းရနေတာလေဒါကြောင့်စက်မှုဘက်ကိုအားပေးတာဒါဖြင့်စီယုံတော်တွေမရှိတော့ဘူးလား no အပေါ်ဆုံးမှာကျွန်တော်ပြောချင်တာကဒီတစ်ခုတည်းဂုံစားပြီးတော့စီယုံဖြစ်နိုင်ငံတော်ကြီးလို့မဟုတ်တဲ့နေရာမှာဂုံစားနေတာမဟုတ်ဘူးကျွန်တော်တို့နိုင်ငံမှာလည်းစိုက်ပျိုးရေးနိုင်ငံတော်ကြီးစဘာကြီးလို့လုံးမနေဘူးစဘာတင်းတရရောင်းတောင်တရုတ်ဆိုင်ကယ်တစ်စီးဝယ်မရဘူးဗျအဲ့ဒါကြောင့်စက်မှုတိုးတက်တဲ့နိုင်ငံထုတ်ကုန်တွေများများထုတ်နိုင်တဲ့နိုင်ငံတွေပဲချမ်းသာတာအဲ့ဒါကြောင့်နိုင်ငံတိုးတက်ဖို့ကနည်းပညာနဲ့စက်မှုတိုးတက်ဖို့ကမဖြစ်မနေကိုလိုအပ်နေတာနံပါတ်9အစိုးရအစီအမံခန့်ခွဲမှုနိုင်ငံတစ်ခုမှာအစိုးရရဲ့အစီအမံလှုပ်ဆောင်ချက်တွေကလည်းအရေးကြီးပါတယ်မလေးရှားရဲ့နီးဗျူဟာကိုလေ့လာကြည့်အောင်ဗျတက်တဲ့အစိုးရတိုင်းကနိုင်ငံတိုးတက်ဖို့ပဲဥတည်တာအခွင့်အလမ်းတွေရှားတဲ့ငြိမ်းချမ်းရေးကိုမဖျက်ဆီးဘူးအခွင့်အလမ်းတွေရအောင်လူမျိုးစုတစ်ခုတည်းအတွက်ဆိုပြီးတော့ကြည်မြောင်းတဲ့လူမျိုးရေးစိတ်ခံစားချက်တွေမထားဘူးဗျနိုင်ငံသားတွေအခွန်ပေးကြတယ်လစာတွေကရာဂိုင်နှုန်းနဲ့အစိုးရကိုစုပေးရတယ်အသက်60လောက်ဆိုရင်ပြန်ထုတ်ပြီးအသက်ကြီးလဲအေးအေးဆေးဆေးစားနိုင်တောက်နိုင်အောင်ဖန်တီးပေးထားတယ်နိုင်ငံသားတိုင်းကအစိုးရကိုယုံလို့အစိုးရကလည်းအာမခံပုံစံမျိုးနဲ့ပြန်ဖန်တီးပေးထားတယ်ကားဝဲခြင်းလားအိမ်ဝဲခြင်းလားအကျွေးစနစ်နဲ့ဝယ်လို့ရတယ်လူတိုင်းကားစီးနိုင်တယ်အိမ်ဝဲနိုင်တယ်ရောင်းတဲ့ကုမ္ပဏီကလည်းရောင်းရဲတယ်ဗျသူ့အစိုးရကိုယုံကြည်လို့တချို့အရာတွေကတိုးတက်ခြင်းသူလည်းယုံကြည်ကိုလည်းယုံကြည်နေဖို့လိုတယ်တချို့အရာတွေကရှော့တင်တာရှော့ပေးဖို့လိုတယ်နေရာတကာလူမျိုးဆွဲကြီးတွေလုံးနေလို့မရဘူးဗျအလိုက်ထိုင်နေမှရမယ်လူမျိုးဆွဲကြီးရင်လည်းတဖြည်းဖြည်းနဲ့နယ်မြေချင်းနဲ့ရောက်မယ်လူနည်းစုပဲရှိလာမယ်မလေးရှားလိုတက်တဲ့ဆိုရတိုင်းကနိုင်ငံတိုးတက်ဖို့ပဲဦးစားပေးတဲ့နေမူဝါဒကောင်းတွေချမှတ်နိုင်ခဲ့လို့လည်းတိုးတက်ခဲ့တာပါကျွန်တော်ထပ်မှပြောပြထားတဲ့ချက်တွေကြောင့်မလေးရှားကတိုးတက်ခဲ့တာပါကျွန်တော်ပြောပြတဲ့အထဲမှာမိတ်ဆွေတို့ရဲ့မှတ်ချက်လေးများပြောချင်တာလေးများပါခဲ့ရင်မျှဝေပေးခဲ့ပါကျန်နေတက်ခဲ့ရင်တော့ကွန်မန့်မှာကီလိုတစ်လုံးနဲ့ရေးထားပေးခဲ့ပါမင်းကစကိုက်ကြီးစကဲကြီးပြောနေအောင်မင်းကပါကောင်လဲလို့မင်းကျွန်တော်မြန်မာပြည်ကြီးကိုချမ်းသာစေခြင်းနဲ့ကောတိုးတက်စေခြင်းနဲ့ကော
မြန်မာပြည်ကြီးကိုတိတ်ကိုငြင်းချမ်းစေခြင်းနဲ့ကောင်းလို့ပဲဖြစ်ပြရစေကျွန်တော်နီးတူအများစုလည်းဒီချက်တွေရှိကြမှာပါတစ်ဖက်နဲ့တစ်ဖက်ရှော့တင်တာတွေရှော့ပြီးတော့တူညီတဲ့ဘုံသဘောထားတွေနဲ့ရှေ့ဆက်ကြအောင်ဗျဒီဗီဒီယိုဆုံးထိကြည့်ပြီလို့ကျေးဇူးအများကြီးတင်ပါတယ်ကျွန်တော် Base Future K Channel ပါကျွန်တော် channel လေးကိုလည်း like and subscribe လေးပေးသွားဖို့မမေ့ကြနိုင်ဘူးဗျအားလုံးအဆင်ပြေကြပါစေ